ရတယ်ခွေးလည်းလိုက်ဆွဲတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့ပိုင်ဆိုပါကျွန်တော်ကတော့ဒီကားလေးထဲမှာကျွန်တော်ဖြူလေးဖြစ်ပါဝင်တည်ဆောင်ထားပါတယ်အားလုံးပဲမင်္ဂလာပါဒီမှာနာမည်ကတော့ပါဝင်မောင်ပါဒါပေမဲ့ဒီကားထဲမှာမိုချီဆိုတဲ့ game stream မှာလေးကောက်မလေးနဲ့ပါဝင်ထားပါရှင်ဟုတ်ပါလေ你们训都训ဆောင်းလေဟိုတော်အကူကတိတ်ဟဲ့တဲ့ကိုကြောက်တယ်ဒီကားလေးထဲမှာဒါကျွန်တော်ညီမလေးနာမှာကျွန်တော်အမြဲတမ်းစောင့်ရှောက်နေတဲ့အကိုတယောက်အနေနဲ့ကျွန်တော်ပါဝင်ထားပါတယ်ကျွန်တော်အမှတ်တရတွေကတော့ကျွန်တော်အများကြီးပေါ့နော်နေတိုင်းဟိုကအပူပေါင်းလေးပေါင်းပြီးတော့အသားရည်လေးကောင်းအောင်အပူပေါင်းလေးပေါင်းခဲ့ရတာတွေအဲ့လိုချင်းလေးဖြုတ်လေးကြိုက်ပြီးတော့အတန်ဝင်ပြီးတော့ဒီမှာအဲ့လိုအခုဆိုလည်းအတန်အခုချိန်မပြောက်သေးဘူးပေါ့နော်အတန်ဝင်နေဖြားတယ်ပြီးတော့ဖြစ်တဲ့ငါတို့ညပနိုင်စင်းလေးကင်းရလောရတယ်ခွေးလည်းလိုက်ဆွဲတယ်အဲ့လိုမျိုးပေါ့နော်အမှတ်တရအများကြီးရရှိခဲ့ပါရဲ့ရှင်တနေကုန်ငိုရစင်တနေကုန်ငိုရစင်ပေါ့သူတို့ကတော့ကျွန်တော်ထပ်ပုံငိုရပါတယ်ဒါပေမဲ့ဟိုငိုနေတာနဲ့ဒရိုက်တာခဏထိုင်လိုက်ဆိုတော့လေငိုနေမှုကိုခဏကြောက်ပြီးခဏထိုင်ရပါတယ်ပြန်ထဆိုလဲထရပါတယ်ဆိုတော့အဲ့ဒါလေးတော့ကျွန်တော်ကအဲ့ဒီကတော့အမှတ်တရဖြစ်ဆုံးပါအမှတ်တရဖြစ်ဆုံးပါအဲ့ဒီညဆိုရှင် surprise ပေါ့နော် surprise ငိုရမယ်ဆိုတာသိတယ်ဒါပေမဲ့အဲ့လောက်ကြီးငိုရမယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့ပြောလိုက်တယ်ငိုရမလို့ထမင်းနဲ့အရင်စားမယ်နော်လို့ခွင့်တောင်းလိုက်တယ်ပြီးတော့ထမင်းစားပြီးဆိုတော့ငိုမယ်ပေါ့ကိုယ်လည်းအားရင်ပြင်းနေငိုမယ်ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာကိုထင်ထားတဲ့ limited ကြော်ပြီးငိုခိုင်းလိုက်တဲ့အချိန်မှာညာလဲကြောက်ခေါင်းနဲ့ကြိုက်ဖျားလိုက်တဲ့အောင်ဖြစ်သွားပါတယ်ရှင်။ဒါကြောင့်လည်းရန်ကျေးဇူးတင်ပါတယ်ငိုခိုင်းလို့ပါ။7 နာရီခွဲညနေ4 နာရီခွဲအထိကိုတောက်ရှောင်းငိုရပါရှင်။ဟဲ့ဘယ်လိုလုပ်ကြမလဲဇလန်းနေရရှုပ်ကုန်ဟဲ့ငါ့စကားလေးပါလေပြန်ပြောအောင်လေနေချင်းအောင်ခံစားနေရပဲနေဘူးလည်းခံစားရမိုးရွာလည်းခံစားရတယ်နေဘလို့တရဲလေချေတော့အောင်လိုက်တက်တွေ့တယ်ဘာဖြစ်နေရလဲပလဲဆိုတော့ငါခံစားလိုက်ရလို့ဟာအော်အေးတော့ကျွန်တော်တို့ဒီတငယ်ချင်းတို့အိမ်ဒီဇလန်တွေလေးမှာကျွန်တော်တို့ဒီအထဲမှာကျွန်တော်အများကြီးကျွန်တော်တို့စူးစမ်းထားတယ်ပြီးတော့အထဲမှာမတူတဲ့တယောက်နဲ့မတူတဲ့ character လေးတွေကျွန်တော်တို့အများကြီးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဇလန်လေးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီတငယ်ချင်းတို့အိမ်ဇလန်တို့တွေကကြတော့တခြားကိုင်းနဲ့မတူဘူးပေါ့နော်မတူညီရဲ့ရက်တာလေးလည်းရမယ်ပြီးတော့ကြည့်လိုက်တာနဲ့အပျော်လေးရောဆွေးလေးရောလိုမျိုးလေးပါတယ်ပေါ့နော်အဲ့တော့ drama ဆိုလဲ drama romance ဆိုလဲ romance အဲ့လိုခိစောင်းကြိုက်ပြီးကြည့်ရမယ့်ခန်းလေးလည်းပါတယ်ပေါ့နော်အဲ့တော့ဒီကားလေးကိုကြည့်ပြအောင်ကြည့်ပါရှင်ကြည့်ပြီးလို့ရှင်လည်းပရိသတ်တွေရဲ့လာတဲ့ review လေးပေါ့နော်အဲ့ဒါလေးလည်းလိုချင်ပါတယ်ရှင်ဟုတ်ကဲ့